ရုံလန်းလေးကနေပြီးတော့ဟိုဘက်ထဲကိုတစ်ချက်သွားကြည့်မယ်ဘယ်လောက်များလှတယ်ပေါ့နော်အားလုံးပဲလိုက်ခဲ့ပါလာโอเคနေရာလည်းတအားပူတယ်ရန်ပူတယ်တော်ပူတယ်ဒီချိန်မှာလာပါနားပါမုံလုံးရေတော်လေးစားတာရုပ်ကြီးပါရှင်တော့အားနာစိတ်ဆိုးချက်ဟုတ်လားနေ့တိုင်းတော့မနဲ့တဲလာဝင်နိုင်အစားပြေပေါ်တော့ဒီလမ်းလေးရတယ်တော်နေမှလှတယ်မုံလုံးရေပေါ်လေးကျွန်တော်အခုစင်းတော့မှဖြစ်ဒီတစ်ချိန်ရနာမှာရုံထားတဲ့စားပြာပေါ်လေးပင်လေးလှနော်အောက်မှာတော်တော်လှပါတယ်ညာတော့ဒီကောင်ကသိဆုံးပါကျွန်တော်တို့ဖွဲ့ပူလို့ကြောင်ကတ်နေပါလေကြောင်ကတ်နေကြောင်ရနေရပါတော့နောက်ထပ်နေရအဖြစ်တစ်ခုထပ်လာဖြစ်ပါလက်ခံသွားတာလည်းနေရပါဒီညတော့တော်လှပါလေဟုတ်ပြလားဒီညတော့လှပါလေတိုင်းလည်းလည်းကျဲတယ်ပေါ့ဒီညတော့တော်လှတယ်နောက်ထပ်ပြန်ရတော့ပြန်လိုက်ကြည့်ပါဒီတောင်ပေါ်တက်မှာဖြစ်ပါတယ်ဒီတောင်ပေါ်မှာပါရှိလဲဆိုအားလုံးကျွန်တော်တို့လည်းတူတူလိုက်ခဲ့ပါတောင်ကတော့တော်တော်လေးမြင့်တယ်လေကားတစ်တွေနဲ့ပေါ့နော်လေကားတစ်တွေနဲ့တောင်ပေါ်အမြင့်ကနေအပေါ်တက်ပြီးတော့အမြင့်ကနေရောအောက်ကိုရိုက်ပြမှာဖြစ်ပါတယ်ဘယ်လောက်များလှလာမြင်လာမတက်နိုင်တော့လဲโอเคနေရာရမြင်နေ